ငွေတွန်တန်ကြားလိုက်ရသဖြင့်အိမ်ပေါက်ဝမှထွက်ကြည့်လိုက်ရာအလွန်ထူးဆန်းလှသည့်မြင်ကွင်းကြောင့်ကိုမြင့်ဦးထိတ်လန့်တုန်လှုပ်သွားရသည်သူမြင်တွေ့လိုက်ရသည်ကမြလရောင်ရီရီအောက်တွင်အနက်ရောင်အကြေးခွန်များဖြင့်ငွေကြီးတစ်ကောင်ရောက်ရှိနေကြပြီးအိမ်ဘက်သို့ကြည့်ကာတွန်နေသောကြောင့်ဖြစ်သည်ငွေနက်ကြီးမှာလူကြီးလက်မောင်းသာသာခံကြီးမာပြီးငွေနက်ကြီးမှာလူကြီးလက်မောင်းသာသာခံကြီးမာပြီးဦးခေါင်းပေါ်တွင်အမောက်လိုအရာပါလေသည်ငွေတွန်တန်မှာအတန်ရှည်မဟုတ်ဘဲအတန်တိုတိုပြက်ပြက်ဖြစ်သဖြင့်ထိုငွေကြီးမှာအဆိပ်ပြင်းထန်သည့်ငွေဆိုးဖြစ်ကြောင်းကိုမြင့်ဦးသိရှိလိုက်သည်စကားပြောဆိုနေကြသည့်အိမ်နီးချင်းအမျိုးသားများလည်းငွေကြီးကိုမြင်တွေ့ကြရသဖြင့်အံ့အားသင့်နေကြလေသည်ထိုအချိန်မှာပင်အူဝဲမွေးပြီမိန်းကလေးတော့ဖြူဖြူဖွေးဖွေးချစ်စရာကြီးတော့ကလေးငိုသံနှင့်အတူဒေါ်ဘူး၏အသံကြောင့်မဝင်းအေးမှသမီးဦးလေးကိုမွေးဖွားလိုက်ပြီဖြစ်ကြောင်းကိုမြင့်ဦးသိလိုက်ရသည်ငွေကြီးကလည်းကလေးငိုသံကြားရာဘက်စီသို့ခေါင်းထောင်ကြည့်လိုက်ပြီးခဏကြာသောအခါအိမ်ဘေးမှထွက်သွားပြီးညမှောင်အောက်သို့တိုးဝင်ပျောက်ကွယ်သွားကိုမြင့်ဦးနှင့်မဝင်းအေးတို့မှာသမီးဦးလေးကိုရရှိသဖြင့်အလွန်ပျော်ရွှင်နေကြသည်ချစ်စရာကောင်းလှသည့်သမီးလေးကိုယမင်းဟုနာမည်ပေးလိုက်ကြသည်ယမင်းမှာမွေးစကတည်းကပင်အလွန်အေးဆေးပြီးအငိုအယယ်နီးလှ၏ယမင်းအားမွေးဖွားပြီးသည့်အချိန်မှစ၍ကိုမြင့်ဦးနှင့်မဝင်းအေးတို့မှာအလုပ်အကိုင်များအဆင်ပြေလာပြီးစီးပွားရေးပြေလည်